ယနေ့16ရက်9လ2025မှာမြင်တွေ့ရရဲ့မြကန်ကြီးပေါ့ဗျာပကံခေတ်ကနာမည်ကြီးခဲ့တဲ့ကန်ကြီးပေါ့အခုချိန်မှာတော့ကျွန်တော်တို့မိုးတွင်းကာလတောင်မှဒီလိုဖြစ်သွားပါပြီတိမ်ကော့သွားပါပြီနှမျောစရာကန်ထဲမှာတင်ကျွန်တော်တို့ဒီမှာကနရာတော်တွေယူကလစ်တော်ကြီးကကန်ထဲပါတင်အကုန်ဖုံးအုပ်သွားပြီဗျကော့သွားပြီခေတ်မမီခင်ကလက်နဲ့တူရရဲ့ခေတ်ကရေနေခဲ့ပြီးတော့ခုကကြမှာခေတ်တွေတူးတယ်လာကကြမှာလုံးလုံးတိမ်ကော့သွားနှမျောစရာတောင်ကောင်းကန်ကောသွားပြီနော်ဗျာတော်တော်ကြီးကိုမိုးတွင်းတောင်ဒီလိုဖြစ်သွားပြီမကနေရတော့နဲ့ယူကလစ်တော့နဲ့ဝင်လာပြီဒီပုံကန်သွားပြီဒါမိုးတွင်းရေရှိရမှာဗျာဒီချိန်မှမရှိဘဲမိုးတွင်းကုန်းမိုးလဲကုန်းတော့မှာလေမြကန်တဲ့တချင်ရစာရဲမှာတင်ခဲ့ရရင်မြကန်ပဲသွားပြီဒီမှာကကနေရတော့ရဲ့အထက်မှာယူကလစ်တော့နှမျောစရာကြီးဗျာကနေရတော့ဟိုးထဲထိရောက်လာ